Sabbath Sunday လို့ပြောတယ်နော်ဓမ္မကျမ်းစာပြန်ငွေနေဆိုတော့ဒါတော့လူတွေသတ်မှတ်တဲ့အရာတော့အများကြီးပေါ့နော်ဟိုနေ့ဒီနေ့တွေဒါပေမဲ့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးတစ်ခုတည်းသောနေ့ကသခင်ဘုရားနေ့ဆိုတော့သခင်ဘုရားနေ့ဘုရားကိုကိုးကွယ်ရတယ်တခြားဘာသာကပြောတာရှိတယ်စကားတစ်ခွန်းနော်သူတို့ဖျားလို့ပြောတဲ့တရားတွေကိုဟောတဲ့ပုဂ္ဂိုလ်ကပဲပြောတာငါရဲ့သာသနာဟာတစ်နေ့ကြာရင်ကိုယ်ဖြောက်မယ်လို့ပြောတယ်ငါရဲ့တရားဟာလည်းတစ်နေ့ကြာရင်ကိုယ်ဖြောက်သွားမယ်လို့ပြောတယ်နော်အဲကြောင့်သူတို့ကအခုသာသနာတက်ကြ2500ကျော်2500လောက်ထိပဲပေါ့နော်ခံမယ်ဆိုကိုယ်ဖြောက်မယ်လို့ပြောတော့အဲ့တော့ဒီစကားကိုနည်းနည်းစဉ်းစားကြည့်တဲ့အခါခန်းစားချက်တစ်မျိုးပဲနော်ဘာမှစကားတစ်ခုရှိတယ်လူမာဂတိမင်းမာသစ္စာမင်းရှင်ပြန်ကသစ္စာဆိုပြီးရင်သူဆိုပြီးတဲ့အတိုင်းလုပ်ရတယ်လုပ်တယ်လူရတဲ့ဂတိပေးပြီးရင်ဂတိပေးပြီးတဲ့အတိုင်းလုပ်ရတယ်လုပ်ကြတယ်နော်ဒါဂတိတီးတယ်သစ္စာရှိတယ်အခုကလူလည်းမဟုတ်ဘူးမင်းလည်းမဟုတ်ဖျားကိုယ်ွယ်ခြင်းခံတဲ့ဖျားအဲ့တော့ဖျားလို့ပြောတဲ့ကိုနိုင်ကသူပြောတဲ့စကားနှုတ်ကပတ်တော်ဟာတတိကျရင်ကွယ်ပြောက်မယ်မတည်ဘူးဆိုတော့အဲ့ဒါဒါဆိုရင်ဘလို့အကူရမှာလဲနော်ဘလို့ယုံကြည်ရမှာလဲဘလို့စိတ်ချရမှာလဲစဉ်းစားစရာအများကြီးရှိတယ်သို့တော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့အနန္တတကုရှင်ဘုရားသခင်ကတော့ဘာပြောလဲဆိုရင်မာကု73:31မှာကောင်းကင်နဲ့မြေကြီးမတည်တော့လဲငါစကားတည်လိမ့်မည်ဟာလေလုယာဖန်ဆင်းတဲ့ကောင်းကင်ပြတ်သွားလိမ့်မယ်ဖန်ဆင်းတဲ့မြေကြီးပြတ်သွားလိမ့်မယ်ကောင်းကင်နဲ့တကွမြေကြီးနဲ့တကွမြေကြီးကိုပါလှုပ်တဲ့အရာတွေအားလုံးပြတ်သွားလိမ့်မယ်သို့တော့အသက်ရှင်တဲ့ဖခင်သူပြောတဲ့စကားနှုတ်ကပတ်တော်ကတော့ဘယ်တော့မှမဖြစ်စီဘူးယုံကြည်ရတဲ့စကားစိတ်ချရတဲ့စကားအာမခံချက်ရှိတဲ့စကားဖြစ်တယ်ယုံကြည်ရတဲ့ဂရိစိတ်ချရတဲ့ဂရိအာမခံချက်ရှိတဲ့ဂတိတော်ဖြစ်တယ်ဆိုရင်ဘယ်ပေါ်မှာရပ်မလဲလူဟာကိုယ့်ဘဝယက်တီချက်အလွန်တန်အရေးကြီးတယ်နော်ကျွန်တော်တို့အခုတော့ဒီစကားလေးကနည်းနည်းသိခင်မစားတော့ပြန်ဘူးနော်လွန်ခဲ့တဲ့10နှစ်15နှစ်ကဆိုရင်ဟေးခိုင်းလားဆိုအခုတော့တယောက်နဲ့တယောက်နောက်ကြတာဒီကောင်ဒီတော့ခိုင်သွားပြီဘာလဲမေးလားမေးခိုင်သွားတာပဲလားခိုင်လားဆိုလူတွေကခိုင်တဲ့အလုပ်ခိုင်တဲ့ငွေကြေးခိုင်ခဲ့တဲ့အရာဒါသဘောကျကြတာပဲနော်လွန်ခဲ့တဲ့15နှစ်2001ဆိုတော့အခု16 15နှစ်လောက်ကနော်18နှစ်လောက်က2001လောက်ကဘဝမှာဘန်းနေအစပြီးခစ်စားကစားဘန်းတစ်ခုကြွညာတာလေဗါလဲခိုင်မာတဲ့ငွေကြီးတွေဈေးကွက်တွေဆိုမှသူကကြွညာတာဘန်းတစ်ခုမကြောက်အဲ့ဘန်းပြိုလဲသွားအဲ့ဘန်းထဲမှာထည့်တဲ့သူတွေကအားလုံးပလုံသွားတာနော်ပြီးတော့သစ္စာပန်းကင်းဆိုတာငွေချေးတဲ့ငွေသွားစုပြီးတော့အဲ့ဒါအတိုးအများကြီးပေးပြီးတော့ဘယ်ဟုတ်မလဲကိုယ်ပတ်စံနဲ့ကိုပြန်ပေးတာ तू ကနော်ခဏနေကြတော့ तू အားလုံးယူသွားအဲ့ငွေတွေအားလုံးအဲ့နောက်ပိုင်းကျဟေးခံရလားအဲ့ဒါမျိုးတွေမေးကြတာလူတွေကခိုင်ခဲ့တဲ့အရာကိုသဘောကျတယ်နော်အခုကျွန်တော်ဒီဖျားကြောင့်တက်လာရင်ねဗာလဲတက်လေကစင်ခွင့်လားရထားတဲ့ထက်နဲ့ဗနိုင်လေးအဲ့မှာအောက်မှာကြည့်လိုက်တာတက်လေကစင်တော့မှာပဲလို့ဖျားကြောင့်လို့နောက်ကျရင်ဖះเจ้าငါတို့အပေါ်တက်ကိုတက်လေကနဲ့ထည့်ရမှာတင်တယ်အပေါ်တက်ဒီကျင်းနဲ့ကျွန်တော်ကတက်လေကဆင်ဖို့ဆိုရင်လေအဆောင်တွေကတေချာဖြစ်ဖို့လိုတာနော်လို့ခိုင်မို့လို့ဆိုတရင်နဲ့ကျွန်တော်အဲ့လေကားလေးတွေနော်တက်လာရင်တမန်တလင်းတွေကြည့်တော့လှုပ်ထားတာဒီဖះเจ้าကဒီတမန်တလင်းတွေတော်တော်ဘာမှနော်ခိုင်လှုပ်ထားတဲ့ပုံစံပဲလို့တမန်တလင်းခင်းတာကြည့်ရင်နော်အပေါ်မှာကြည့်ရင်သိနိုင်တယ်လေခိုင်ခန့်တာတော့သဘောကျတယ်ပြခုံပဲနော်ခုံပဲဒါပေမဲ့ဒီခုံပေါ်မှာကျွန်တော်တက်ရရင်တော့ချက်ချင်းကြိုးသွားမှဒီခုံနော်ခံနေဆိုရင်လေမနေ့အသက်အောင်ပြီးတော့နေရမှာတစ်ခါတော့ခေါ်ရင်တော့ကြည်သွားတော့မှာကျွန်တော်ရက်တည်တဲ့အရာဒါပေမဲ့အခုဒီစင်ပေါ်မှာကျွန်တော်ရက်တော့ဘာဖြစ်လဲခိုင်နေဆယ်ကပဲခုံခါတရားပဲခုံချောမဲထိုးလူပဲချွေးပြန်သွားမှာဒီစင်ကတော့ကျိုးသွားမှာမဟုတ်ဘူးဘာကြောင့်လဲခိုင်ကန်လို့ဘဝရဲ့ယက်တီချက်ဟာ
ခိုင်ခန့်တဲ့အရာပေါ်မှာယက်တည်ထားရင်သင်ဘဝရဲ့ယက်တည်ချက်ကလည်းအဲ့ဒီသင်ယက်တည်တဲ့အရာမပြိုလဲသည်၍ခိုင်ခန့်နေမှာဖြစ်တယ်ခိတ္တခဏပဲမြင်ရတဲ့ခိတ္တခဏပဲခိုင်ခန့်တဲ့အရာပေါ်မှာယက်တည်ထားရင်သင်ယက်တည်ထားတဲ့အရာပြိုလဲသွားတဲ့တနေ့သင်ဘဝရဲ့ယက်တည်ချက်ကပြိုလဲသွားမှာဖြစ်တယ်လောကမှာပဲအရာမှမတည်မြဲဘူးငွေချေးလည်းမတည်မြဲဘူးယာထုလည်းမတည်မြဲဘူးအာဏာလည်းမတည်မြဲဘူးလောက်ပိုင်ခွင့်လည်းမတည်မြဲပညာလည်းမတည်မြဲနောက်ဆုံးပြောမယ်လူလည်းမတည်မြဲဘူးအဲ့တော့ငွေချေးတွေယာထုတွေအာဏာတွေလောက်ပိုင်ခွင့်တွေစွမ်းအားတွေနောက်ဆုံးလူတွေအပေါ်မှာယက်တည်ထားရင်သင်ယက်တည်ထားတဲ့အရာပြိုလဲသွားတဲ့တနေ့သင်ဘဝယက်တည်ချက်ပြိုလဲသွားမှာပဲသို့တော့ကောင်းကင်နဲ့မြေကြီးပျက်စီးသည့်တိုင်အောင်မပျက်စီးတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်မှာယက်တည်ထားရင်တော့သင်ဘဝသက်တာဟာအဲ့ဒီနှုတ်ကပတ်တော်တည်သမျှကာလပတ်လုံးတည်မြဲနေမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့ဒီနှုတ်ကပတ်တော်ပေါ်မှာအသက်တာကတည်ဆောက်ဖို့အတွက်လိုအပ်တာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်ကအသက်ကြောင်းလေးကိုဝင်ငှခြင်းတယ်နော်အဲ့တော့ဒီကျမ်းစာကိုကျွန်တော်တို့လူတိုင်းသိမှာပါဘာပဲ Sunday ဆိုတော့ဒီမောသေဩဝါဒစာပရမအဆောင်ဟုတ်ပါဘူးဒုတိယအဆောင်လားနှစ်တိ3:15သိတယ်နော်နှစ်တိ3:16နော်နှစ်တိ3:16ဒီမောသေစာဒုတိယအဆောင်ခန်းကြီး3ခန်းငယ်16ထိုကျမ်းစာရှိသမျှသည်ဖျားသခင်မှုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍ထိုကျမ်းစာရှိသမျှဘုရားသခင်မှုတ်သွင်းတယ်ဘုရားသခင်မှုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍ကျမ်းစာကိုလူပေါင်း40လောက်ကနှစ်ပေါင်းထောင်ထဲမှာထောင်ကနန်းထဲမှာရေးခဲ့တာဖြစ်တယ်ရှင်ပြန်တွေပါတယ်ပညာရှိတွေပါတယ်နွားကျောင်းသားတွေပါတယ်အခွန်ကန်တွေပါတယ်တန်ဃာတွေပါတယ်ဖာရိရှဲတွေပါတယ်ဘာသာရေးသမားတွေနော်မှတ်စသဖြင့်လူပေါင်း40ကျော်လောက်က40လောက်ကနေ့ထောင်ကနန်းထဲမှာရေးခဲ့တာလူတွေကိုဘုရားသခင်အသုံးပြုပြီးဒါပေမဲ့အဲ့ဒီပညာတတ်ပညာမဲ့အလွာအသီးသီးကလူတွေကတလောက်နှစ်ထောင်ထဲမှာတနေရာစီအဖြစ်ပြတစ်ခုစီကိုရေးပေမဲ့ဒီကျမ်းစာတစ်ခုတည်းကိုပဲဥတည်ပြီးတော့တဆုတစည်းစိတ်ညညွတ်နေတယ်ဟာလေလုယာအော်စရာပဲအော်စရာပဲဘာဖြစ်လို့လဲဘုရားသခင်မှုတ်သွင်းတဲ့ဘုရားစကားဖြစ်တယ်ထိုကျမ်းစာရှိတယ်လောကမှာတက်ကျမ်းတွေရှိပါတယ်စေကျမ်းတွေရှိပါတယ်ဘုသူတရားဖြစ်ပေါ်ရကျမ်းတွေရှိပါတယ်ဘာသာရေးကျမ်းတွေရှိပါတယ်သို့တော့ဒီတမန်ကျမ်းစာကဘာကြောင့်ထူးခြားနေရတာလဲဒီနေ့အထိကဘာမှာအယောင်ရဆုံးစာအုပ်ဘာကြောင့်ဖြစ်နေရတာလဲဆရာကြီးဦးညံလင်းအခုအင်းစိန်တောင်သူကုန်းနန္တာကုန်းထဲထဲမှာရှိတယ်အသက်ကြီးပြီတော်တော်လေးတောင်မှတိတ်80လောက်ရှိပြီထင်တယ်နော်ဒီဆရာကြီးဟာတော်တော်အသက်ကြီးမှပြောင်းနေတယ်သူကဖုန်ကြီးတောင်မှစာချပုဂ္ဂိုလ်ဒီကဘာကြီးကတန်ဃာတွေကိုစာချတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဓမ္မစီရအောင်နဲ့သူဉာဏ်လည်းတအားကောင်းပါတယ်ဘုရားဘာသာတရားပိဋက3ပုံဆိုတာရှိတယ်ကျမ်းစာပေါ့ပြောမယ်ဆိုနော်ဘုရားကျမ်းစာပေါ့အဲ့ပိဋက3ပုံကိုသူကအလွတ်ရအောင်ကျင့်လိုက်ဒီကျမ်းစာတွေများတယ်တော့သူပြောင်းလဲလာတော့သူကပိဋက3ပုံတော့ငါရသေးတာပဲကွာတဲ့ဒီကျမ်းစာတစ်လောက်ဟာလေးက66ကျမ်းလေးကငါရနိုင်တာပေါ့ဆိုသူကျက်တာမရပါဘူးသူကျမ်းကြောင်တက်တယ်အင်းစိန်ကျမ်းကြောင်တက်တယ်ကျမ်းကြောင်ဆင်းတယ်အမှုတော်ဆောင်တယ်အခု6လတင်တယ်နှစ်တိုင်း6လတင်တယ်လုပ်တယ်နော်အင်းစိန်ဖောက်ကံမှာတောင်သူကုန်းနဲ့တာကုန်းနဲ့မှာမရဘူးသူကချက်ချိုးစားချက်မရသူကဘုရားပြောင်းလဲတာလေဘာလို့မရမလဲဆွဲခတ်ပြီးသူကဒါပဲချက်မရအောင်နောက်ပိုင်းမှာသူတက်ခံချက်ရှိတယ်နောက်ပိုင်းမှာသူစကားထုံထုတ်ပြောတယ်ကျွန်တော်ထင်တာတဲ့စာပဲကျွန်တော်ထင်တာတဲ့ဘယ်ဟုတ်မလဲအသက်ရှိတဲ့ဘုရားစကားဖြစ်နေဟာလေလုယာမရဘူးသူကကျန်လို့မုတ်သွင်းခြင်းထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်
တွင်းတော်မှုတော်အဖြစ်အဲ့တော့မုတ်တွင်းခြင်းဆိုတာကိုကျွန်တော်ဆရာကလေဒီလိုရှင်းတယ်ကျမ်းစာရောက်တက်တော့ငါမင်းတို့ပြောမယ်ကွာတဲ့ကျမ်းစာစာအုပ်ကွာဒီမှာကွာတဲ့စာသားတွေကွာတဲ့စာအုပ်စာရွက်ကွာတဲ့မုတ်တွင်းတယ်ဆိုတာရိုးရိုးလေးပဲဒီလိုကွာတဲ့အဲ့လိုပြရတယ်သူပြောတာဟာတာလို့ပဲဒါပေမဲ့တော့သဘောပေါက်သွားတယ်ဘာလို့သဘောပေါက်သွားလဲဆိုတော့ကမ္ဘာဦးကျမ်းအခန်းကြီးနေအခန်းငယ်9:8မှာကမ္ဘာဦးကျမ်းအခန်းကြီးနေအခန်းငယ်9:8မှာဘာပြောလဲထို့နောက်ထာဝရရှင်ဘုရားသခင်သည်မြေမှုန့်ကိုယူ၍လူကိုဖန်ဆင်းပြီးလင်သူဤနှာခေါင်းတဲ့သို့ဇီဝအသက်ကိုမှုတ်တော်မူလင်ဘာလို့ကျမ်းမှာမှုတ်သွင်းခြင်းကိုတွေ့ရတယ်ပေါက်သွင်းတော်မူလင်လူသည်အသက်ရှင်သောတရားဖြစ် he living becomes so living အသက်ရှင်ခြင်းအသက်ဘယ်ချိန်မှာဖြစ်လာလဲဆိုရင်ဘုရားသခင်မှုတ်သွင်းတဲ့အခါမှာဖြစ်လာဟာလေလုယာဒီကျမ်းစာကစောစောပြောခဲ့တဲ့စာတွေနဲ့နှိုင်းရင်တူပဲလေဒါဝိဒ်အကြောင်းနဲ့ရှလမုန်အကြောင်းနဲ့ဣသေလလူမျိုးအကြောင်းနဲ့အဂရုဘီယာထွက်တဲ့သူတို့ရဲ့လန်ခီအကြောင်းနဲ့မောရှေအကြောင်းနဲ့ဟိုအကြောင်းနဲ့ဒီယေရှုအကြောင်းနဲ့တူပဲလေအကြောင်းအရာတွေစာသားတွေကတခြားဟာနဲ့နိုင်ရှင်စာအုပ်ပဲစာသားပဲလူတွေရေးထားတာလူတွေလောက်ထားတာပဲဒါပေမဲ့ကြီးမားတဲ့ကွာခြားချက်ကြီးမားတဲ့ထူးခြားချက်ကဘာလဲဆိုရင်ဒီအထဲကိုဖခင်ကမှုတ်သွင်းလိုက်တယ်ညီကြီးပဲကျွန်တော်ငယ်ငယ်တော့ကျွန်တော်လည်းဟိုအဖေကစစ်သားဆိုတော့စစ်တပ်ထမှာလိုက်နေနေကလေးရွယ်ကြတော့တောတွေဘာတွေမှာကြောင်းပြေးတော့သွားတယ်လေချောင်းပင်းထဲမှာရှွန့်နေလို့နွားရုပ်ကလေးတွေဂျိုးရုပ်ကလေးတွေလောက်တာပဲရှွန့်နေမြေကြီးနဲ့အရှုပ်ပဲလေအရှုပ်တူပဲဒီလိုပဲဘုရားသခင်ကမြေကြီးကိုယူပြီးတော့လူပုံတရံလောက်လိုက်တာဒါရှွန့်ရုပ်ပဲမြေကြီးရုပ်ပဲဘာမှမထူးခြားဘူးစာအုပ်ဆိုတဲ့ပုံစံနဲ့တခြားစာအုပ်နဲ့တူပဲဒါပေမဲ့ဒီအယုတ်ကြီးထူးခြားသွားတာကအဲ့ဒီမြေမောက်နဲ့လှုပ်ထားတဲ့လူဆိုတဲ့ခန္ဓာကြီးထူးခြားသွားတာကအကောင်ကြီးထူးခြားသွားတာကဘာလို့လဲဘုရားသခင်ပုတ်သွင်းလိုက်တယ်ပုတ်သွင်းလိုက်တဲ့ခါမှာဒီလူသေးကိုအသက်ဝင်သွားတယ်အသက်ဝင်သွားတယ်အဲ့ဒီအသက်ကရှင်သန်ခြင်းကိုဖြစ်စေတယ်ဒီချာလေးနားတော့မှာအသက်ကရှင်သန်ခြင်းကိုဖြစ်စေတယ်စာသားတွေပဲစာရွက်ပဲစာအုပ်ပဲသို့တော့အဲ့ဒီစာအုပ်ကိုဘုရားသခင်မှုတ်သွင်းတယ်မှုတ်သွင်းရင်ဘာဝင်သွားလဲအသက်ဝင်သွားတယ်အဲ့ဒီအသက်ရှိတဲ့နှုတ်ကပတ်တော်ကနှုတ်ကပတ်တော်အပေါ်မှာရက်တည်တဲ့သူကသူ့ရဲ့အရာအလုံးရှင်သန်ခြင်းကိုဖြစ်စေတယ်ကျမ်းမာရေးရှင်သန်ခြင်းကိုဖြစ်စေတယ်ဘဝရှင်သန်ခြင်းကိုဖြစ်စေတယ်ငွေကြေးရှင်သန်ခြင်းကိုဖြစ်စေတယ်ပညာရေးရှင်သန်ခြင်းကိုဖြစ်စေတယ်အိမ်တော်ရှင်သန်ခြင်းကိုဖြစ်စေတယ်ဟာလေလုယာအတွေ့အခေါ်အချမ်းစီရှင်သန်ခြင်းကိုဖြစ်စေတယ်လောက်ဆောင်လေသမျှရှင်သန်ခြင်းကိုဖြစ်စေတယ်ရှင်သန်ခြင်းရဲ့လက္ခဏာသက်သေရပါလေတိုးပွားလာတာပဲသင်အသက်9နှစ်တုန်းကဒီလောက်လေးမဟုတ်ဘူးလားအခုအသက်20 30အရွယ်မှာသင်ဟာတိုးပွားလာတယ်အသိဉာဏ်လည်းတိုးပွားလာတယ်ကိုယ်ခန္ဓာလည်းတိုးပွားလာတယ်ငွေကြေးလည်းတိုးပွားလာတယ်ပိုက်ဆံမှုလည်းတိုးပွားလာတယ်ဘာဖြစ်တဲ့အခါလဲဘုရားမှုတ်သွင်းခြင်းခံရတဲ့အခါဘုရားမှုတ်သွင်းခြင်းခံရတဲ့အခါမှာဘာဖြစ်လာလဲအသက်ဖြစ်လာတယ်โอเคဘာလို့ခန်းကြီးတဲ့ခန်းငယ်တင်မှာအစာအုံး၌ဘုရားသခင်ဒီကောင်းတဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတံမရှိအဲ့မှာ formless အစင်းတံမမြင်ရအစင်းတံမရှိလွတ်လပ်လာဟာဖြစ်၍နည်းနည်းရာရက်ကိုမှောင်မိုက်ဖုံးလွှမ်းနေဘုရားဖန်ဆင်းပြီးပြီကောင်းကင်တဲ့မြေကြီးကိုဘုရားဖန်ဆင်းပြီးပြီဖန်ဆင်းပြီးပြီမဲ့ဖန်ဆင်းပြီးတဲ့ကဘာမြေထဲမှာအစင်းတံနေမမြင်ရအောင်အစင်းတံနေမမြင်ရအောင်ပြဿနာကဘာဖြစ်တာလဲမောင်မိုက်ဖုံးလွှမ်းထားတော့ကြောင့်မောင်မိုက်ဖုံးလွှမ်းထားတော့ကြောင့်အစင်းတံမမြင်ရအောင်โอเคဒီလိုပဲဘောင်းချက်ခန်းကြီးဒီအခန်းငယ်22 23ဟာဘာပြောလဲထို့သောဘုရားခင်သည်မိမိ
ပုံတံနဲ့အညီလူကိုဖန်ဆင်းတော်မူ၏ထို့သောဘုရားခင်သည်မိမိပုံ image တံ nature ဘုရားခင်လူကိုဖန်ဆင်းတဲ့အခါမှာသူ့ရဲ့ပုံရောသူ့ရဲ့သဘောတဘာဝကိုအတူအညီအမျှဖန်ဆင်းတာဖြစ်တယ်ပုံ image ကဘာလဲအပြင်ပန်း nature ကဘာလဲအတွင်း what is the nature of God ဘုရားခင် nature သဘောတဘာဝကဘာလဲ God is spirit ဘုရားခင်ကနာမ်ဝိညာဉ်ဖြစ်တယ်ဒါကြောင့်သူ့ရဲ့သဘောတဘာဝဖြစ်တဲ့နာမ်ဝိညာဉ်ကိုလူထဲကိုထည့်ထားပေးလိုက်တယ် hallelujah အဲ့တော့လူအထဲမှာဘာရှိလဲဆိုရင်ဖခင်ရဲ့သဘောတဘာဝရှိတယ်။ဒါပြောပါမယ်လူအထဲမှာဘာရှိလဲဆိုဖခင်ရဲ့သဘောတဘာဝရှိတယ်။ဖခင်ရဲ့ချစ်ခြင်းဖခင်ရဲ့မေတ္တာဖခင်ရဲ့ဂရုဏာဖခင်ရဲ့ကျေးဇူးပြုခြင်းဖခင်ရဲ့ဖြောင့်မတ်ခြင်းဖခင်ရဲ့တန်ရှင်းခြင်းဖခင်ရဲ့စုံလင်ခြင်းဖခင်ရဲ့ဖြူစင်ခြင်းဖခင်ရဲ့တတ်ဆွမ်းနိုင်ခြင်းဒါကြောင့်တရားအလုံးအုပ်စိုးခွင့်ရတယ်။အာဒံဧဝအာဒံကဖန်ဆင်းခါစားမှာတရားအလုံးနာမည်ပေးထားတာသူနာမည်ပေးထားတာအကုန်လုံးအုပ်စိုးခွင့်ရတယ်။အဲ့ဒါဘာလဲဖခင်ရဲ့သဘောတဘာဝအပြည့်ရှိတယ်။ဒါပေမဲ့တရက်မှာလူသည်မောင်မိုက်ဖုံးလွှမ်းသွားတယ်ဘုရားစကားကိုနားမထောင်ခြင်းဆိုတဲ့အရာကြောင့်ကျူးလွန်မှုကြောင့်မောင်မိုက်ဖုံးလွှမ်းသွားတယ်ဘုရားတဒံတော်ရှိတယ်နော်ဒါပေမဲ့ငုတ်လျို့ကွယ်ပြောက်သွားโอเคဒီဘက်မှာအစာအုပ်၌ဘုရားသခင်သည်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတဒံမမြင်ရနဲ့နဲရာရက်ကိုမောင်မိုက်ဖုံးလွှမ်း၍ဖျားဖန်ဆင်းပြီးတဲ့ကဘာမြေကမောင်မိုက်ဖုံးလွှမ်းခြင်းခံရတဲ့အတွက်အစင်းတဒံမတွေ့ရဖန်ဆင်းထားတဲ့အရာတွေကရှိပေမဲ့ငုတ်လျို့ကွယ်ပြောင်းနေတယ်ကဲလာခဲ့ပြီအငယ်တော့ဖျားခင်ကလည်းအလင်းဖြစ်စေဟုမိတ်တော်မူသောအခါအလင်းဖြစ်လေ၏မောင်မဲနေတဲ့မောင်မိုက်ဖုံးလွှမ်းထားခြင်းခံပြီးတံပြောက်နေတဲ့ကဘာမြေကိုဖယားကဆေလွတ်လိုက်တယ်ဘာဆေလွတ်လိုက်ဆိုသူ့ရဲ့နှုတ်ကပတ်တော်ဆေလွတ်လိုက်တယ်ဟာလေလုယာနှုတ်ကပတ်တော်ဆေလွတ်လိုက်တယ်နှုတ်ကပတ်တော်ကဘာတဲ့လဲအလင်းဖြစ်စေဘုရားသခင်အလင်းအောင်ဖန်ဆင်းဦးနော်အလင်းဖြစ်စေဆိုတော့နှုတ်ကပတ်တော်ဆေလွတ်လိုက်တာကဘာကိုဆေလွတ်လိုက်တာသူ့နေရာနဲ့ဆေလွတ်လိုက်တာကလေးတို့ကျွန်တော်ပြောမယ်ဗျာကလေးလိုမျိုးနော်ဘုရားသခင်ကသူ့နေရာနဲ့ထိုင်ပြီးတော့အော်လိုက်တာပေါင်မဲတဲ့ကဘာမြေပေါ်မှာအလင်းဖြစ်စေဆိုတော့အဲ့စကားကလာခဲ့တာအလင်းဖြစ်စေအကူနဲ့လာခဲ့တာအလင်းဖြစ်စေဆိုတော့စကားလာပြီးတော့မောင်မိုက်တဲ့ကဘာမြေပြင်ကိုအဲ့ဒီနှုတ်ကပတ်တော်လဲဖြုံးကြတဲ့တက်ရောက်သွားအောင်နှုတ်ကပတ်တော်တက်ရောက်သွားတယ်အမောင်ကဘာကိုမဖြစ်လေမိတ်တော်မူသောအခါကဘာသည်အလင်းဖြစ်လေ၏အလင်းရောက်ရင်မောင်မိုက်ပြေးသွားတယ်ဟာလေလုယာထို့သူဘုရားခင်သည်မိမိပုံသဏ္ဍာန်နဲ့ညီလူကိုဖန်ဆင်းတော်မူ၏လူရဲ့အတွင်းထဲမှာဘုရားရဲ့တဏ္ဍာန်တော်ရှိတယ်ဖယားရဲ့ဘုံတော်ရှိတယ်ဒါပေမဲ့အဲ့ဒီဖယားတဏ္ဍာန်တော်ဖယားဘုံတော်ကိုလောဘဒေါသမောဟကိလေသာမာမာနဇာတိပဂတိအရာတွေကဖုံးလွှမ်းသွားတဲ့အခါဒီလူဟာမောင်မိုက်ဖြစ်သွားအဲ့ဒီမောင်မိုက်ဖြစ်တဲ့လူရဲ့အတ္တတာတဲ့ကိုဘုရားသခင်ကဘာလွတ်လိုက်လဲဆိုရင်နှုတ်ကပတ်တော်လွတ်လိုက်ဒီကျမ်းစာနှစ်ခုကတော်တော်အောင်ဟောစရာကောင်းတယ်ကပ္ပဦးကျမ်းခန်းကြီး1ခန်းငယ်1ကနေ3နဲ့ယေရှုခရစ်ကျမ်းခန်းကြီး1ခန်းငယ်1ကနေ3ရှင်ယောဟန်ခရစ်ကျမ်းအခန်းကြီး1အခန်းငယ်1မှ3အစဦး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်သည်အစဦး၌ဘုရားသခင်နှင့်အတူရှိ၏ထိုနှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏တောင်းစရာဒီနှုတ်ကပတ်တော်ကထူးခြားတယ်
a sound I she don't look at all. Payane a two she don't look at all. Paya pit on look at all. Aya along pants and don't look at all. A sound I she don't look at all. Payane do she don't look at all. Paya pit don't look at all. Aya along pants and don't look at Toga. At the Eri attacka Lugo. A limp is at all. Paya pound the dando, you the pew sinjin, plow much and tanshin, song engine, almingin, joawajin, jamajin, chandajin, bonadi, joawajin, cutting the paya, pitching, paya, the bottle of what teta pide, di luha. Paya the dando, mapon I all, mount my pony. Zati pretty mount my pony. Any lu a pogo, kaba, go a linse little way, payaga, no kubato say like that. La get it, I didn't know about dog. I know what I like it. Blue lale. I can't say. No kubato tile, lusa ti epsico can you way. No kubato tile, a sound I should not know about. Piano to she don't know about. Piazza don't know about. Aya along pants and toe. No kubato tile, lusa ti epsico can you Jesu don't in the car. This sorrow in the car. Please only Nado 20 Moody Psiwe. Camino night, the body of Taroi, bone ghetto, to eat bone or go Naro di Mia Jabi. Hallelujah. Eri no kubadoga, lusa ti psek can you lapi? Can you lapi? Mau mai pong luan needed me. Oh my God. Ima, mau mai pong luan needed. Nye diu to zati pagri dego atane alimpebu lagere. No kubadoga. Eri no kubato piaga ho mau meri de kabago alimpia se lo like that. Paya se lo like that no kubadogo receiving. Lakan yashi dore kabami ha alimpia dore. Dilowe paya tatan on a baby at the zati chop. Upset the chop. Bao mai pong one canere, Ludai at the Tago. Knock about door, you the critical, cellulite deca. Any critical, Lakan Yashi or D. Ludi, Alea. Hallelujah. Hallelujah. Alea deca, Mau mai pay in Bapola le sudo, the Dando Pola. Payet the Dando Pola le so ye, Payet the Dando Pola. Hallelujah. Perhaps and less so, a lay absent. Eddie a ling up to less when lose a tea can you do? No kubato. Eddie no kubatoma. Atesh. Take a 20 go out there, Kama. A 20 go out there, Kama. A limsella. Eddie a linga. Did do ye a dreamer? Teta pay paya at the tando. Poventin chance. The Kuroshina. Chansa Sada Gobe. Chansa Chong Yagobe. Chansa Gobe Yaludo at the meow. Chansa Gobe Yaludo at the meow. Chansa Pure Poku at the shide. No Kubato Poku Yama at the yap. Shewan Crencha Kanji Na. A Kanye Tonsago, Lize. Shewan Crencha Kanjinga Kanga Tonsago, Lize. Chansa absent, Taura Tego Yam you say tene. They know the Chansago says it Jishujai. To Chansa ben ngai, that they eat. They know the Atako Ya on Natando, La Jenga, Alumashija. Chansa absent Taura the Yam at 10, Biro Chansago says it down Gide, Pade, Tide, Damia. Also, any Chansaga, Poco Domyasio, Nyombiara. Nyom piare poco to Messi Jaro. Matuau, but over Pamabe Yatanile. Nyom piani de Bale. Chansa Mabe Yatani de Hate, Mayaro, Tiloliba. Nyawri Becani Mesopeco Toaro, the Dashi de Chichi, the Arab Sayinli, Hunali Mali, Tainanga Machuzuba is a signboard. Arabale, signboard. Lanyo, Arachano Tainang and Dojane. Then a meow riani, no matter Dali Piabro, a Nale Yolo, not Tainanga Yawi, Pure like dance, no?
ထိုင်းနိုင်ငံအရသာခံစားရမလားဘယ်ခံစားရမလဲအဲ့ဒါမြောက်ပြည်နဲ့ဒီဘက်ဟိုမဲဆောက်ရဲနေဆက်နေရာလေးမှာအဲ့နားမှာရေနဲ့ချောင်းနဲ့ဘွဲ့နဲ့ဟိုနားမှာအမိုက်ပစ်ထားတဲ့ကြွကြွကြီးလည်းရှိတယ်နော်ဆိုတော့အကုန်ကွန်ထရီထွေးထားတဲ့ဟာလည်းအဲ့နားလေးမှာတွေ့ရတယ်ထိုင်းနိုင်ငံကပြောတာဘာထူးလဲကွာငါတို့ဘုံမှာပြည်နဲ့တူပါပဲဆိုတော့ကျွန်တော်ကဘယ်ပဲရောက်သေးတာလဲလမ်းညွန်ဆိုင်ပုဂ္ဂိုလ်ပဲရောက်သေးတာထိုင်းနိုင်ငံဆိုတဲ့ဖြစ်ချင်းတွေကိုမရောက်သေးဘူးအဲ့ဒီဆိုင်ပုဂ္ဂိုလ်ကဘာလို့နေရလဲထိုင်းနိုင်ငံကိုညွန်ပြတယ်ညွန်ပြတဲ့ချမ်းစာကညွန်ပြတဲ့အသက်ဖြစ်တဲ့ပုဂ္ဂိုလ်တော်မျက်စီကိုရောက်မှသာလင်အသက်ကိုရအာမင်အဲ့ဒါကနှုတ်ကပတ်အသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်လာတယ်အဲ့ဒီအသက်ရှင်တဲ့နှုတ်ကပတ်တော်ကမလိမ္မာသောသူကိုလိမ္မာစေတယ်အသက်ရှင်တဲ့နှုတ်ကပတ်တော်ကနတ်ဆိုးကိုထွက်စေတယ်အသက်ရှင်သောနှုတ်ကပတ်တော်ကတကိုးနဲ့ပြေဝတယ်အသက်ရှင်သောနှုတ်ကပတ်တော်ကချမ်းသာခြင်းကိုဖြစ်စေတယ်အသက်ရှင်သောနှုတ်ကပတ်တော်ကဘဝရဲ့အဖြစ်ကိုဖြစ်စေတယ်အသက်ရှင်သောနှုတ်ကပတ်တော်ကလုံခြုံမှုအာမခံချက်ကိုပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာမာကုပညာရှိတွေကကျဲကိုလှုပ်တာမြင်ရောကျဲလှုပ်တာမြင်ပြီးအဲ့ဒီကျဲကိုတွက်ချက်ကြည့်လိုက်တော့သူတို့အဖြေထွက်သူတို့ပညာနဲ့အဖြေထွက်တာကမင်းလောင်းပေါ်တယ်မင်းလောင်းပေါ်တယ်လို့လည်းအဖြေရကျဲကလှုပ်နေတော့အဲ့လှုပ်တဲ့ကျဲနောက်ကိုလိုက်လာဂျေရုဆလင်လည်းရောက်တော့ကျဲကပြောက်သွားအောင်ကျဲဆိုတာနမိတ်လက္ခဏာဒါကြောင့်မလို့ဟိုတစ်ခါကျတော့ကျွန်တော်တို့ဟိုနည်းနည်းလေးပြောပြရစီနော်တရှောင်းတော်ဝိညာဉ်တော်အဓိကဦးစားပေးဝိညာဉ်စုကျေးဇူးဦးစားပေးကျွန်တော် charismatic movement ရှိတဲ့လူတွေပေါ့နော်နမိတ်တချို့ကနမိတ်လက္ခဏာကောင်းတယ်ဒါကောင်းပါတယ်နမိတ်လက္ခဏာဒါပေမဲ့နမိတ်လက္ခဏာတစ်ခါကျရင်ပျောက်သွားတတ်တယ်အပီးပျောက်တာတော့မဟုတ်ဘူးပေါ့ကွယ်သွားတယ်တစ်ခါပျောက်သွားတယ်ဒီကျဲလည်းအပီးတော့မပျောက်ဘူးဂျေဆုရောက်တော့ပျောက်သွားအောင်ကျဲပျောက်တော့ဘာလုပ်ရလဲဘင်းစီသွားဟေးမင်းနိုင်ငံထဲမှာမင်းလောင်းပေါ်တယ်ငါတို့ကျဲတလုံးတွေ့တယ်အဲ့ဒီကျဲကမင်းလောင်းပေါ်တဲ့ကျဲလိုက်လာတာမင်းစီရောက်တော့ပျောက်သွားတယ်ဘယ်မှာလဲချင်းပြောတာနော်မကူဘာလဲ sorry ကျန်တတ်တယ်ဟာလားရှမသက်ခရင်ဂျန်ခန်းကြီးနဲ့ယေဘရရဲ့အကြီးတော်နဲ့လူတို့တွင်ချမ်းပြုစရာရှိသမျှတို့ကိုစုဝေးစေ၍ခရစ်တော်ကိုအပေရမှာဖွားမြင်လိမ့်မည်သူမေးမြန်းတော်မူ၏ထိုဆရာတို့ကလည်းပရောဖက်တို့ရေးထားသောအချက်မူကားအိုယူဒပြည်ဘက်လင်မြို့အစိုးရသောယူဒမြို့တို့တွင်သင်သည်မြို့ငယ်မြို့ယုံမဟုတ်အချောင်းမူကားငါ၏လူစုဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည်သင်၏အထက်မှာပေါ်ထွန်းလက်တန်ဟုချမ်းလာရှိပါ၏ထို့ကြောင့်ယူဒပြည်ဘက်လင်မြို့၌ခရစ်တော်ကိုဖွားမြင်ရပါမည်ဟုမင်းကြီးအားပြန်ကြားလျှောက်ထားကြ၏ချက်ချင်းသိတယ်ယေဘရဟိတ်တွေချမ်းတတ်တယ်ဖာရိရှဲတွေကချက်ချင်းသိတယ်ဘာဖြစ်သိလဲချမ်းအားဖြင့်သိတယ်ဘာဖြစ်သိလဲချမ်းအားဖြင့်သိတယ်စာသားအားဖြင့်သိတယ်ညွန်လိုက်တယ်ဗါတဲ့လေယူဒပြည်ဘဲလင်မြို့မှာတဲ့ဒါပေမဲ့ပြဿနာသူတို့မသွားဘူးသိတဲ့လူကမသွားဘူးကျွန်တော်စလင်မှာပဲဟေရုကမှားလိုက်တယ်ဟေးမင်းတို့သွားရှာလိုက်ကွာတဲ့တွေ့ငါ့ကိုလာပြန်ပြောတယ်ငါလည်းသူ့ကိုဖူးတွေ့ပူဆိုခြင်းတယ်တကယ်တော့မဟုတ်တတ်ချင်လို့နော်မကုပညာရှိတယောက်ကကျဲကိုကြည့်ပြီးလိုက်လာတာနော်ဘဲလင်မြို့မှာမွေးမယ်ဆိုတာမသိဘူးသို့တော့အခုချမ်းတက်တွေကဘာလို့လိုက်ပြီလဲညွန်လိုက်ပြီချမ်းတက်တွေကတော့ဘယ်မှာပဲနေလဲဆိုရင်ချမ်းထဲမှာပဲနေတယ်ချမ်းထဲမှာပဲနေတယ်ချမ်းတက်ကဘာမှာပဲနေလဲချမ်းထဲမှာပဲနေတယ်ချမ်းစာမှာပါတယ်ချမ်းစာမှာမပါဘူးပါတာတော့ဒီလိုပါတာကွာဒီလိုပါတာမဟုတ်ဂရိလိုကဒီလိုဟေဘဲလိုကဒီလိုအဲ့ဒါနဲ့ပဲစိုင်းပုတ်တယ်အများကြီးကွဲသွားတော့တာချမ်းတက်ချမ်းတက်ကြောက်ဖြစ်တယ်ချမ်းတက်ကြောက်ဖြစ်တယ်ချမ်းတက်ကချမ်းထဲမှာပဲနေတယ်ဒါပေမဲ့သူတို့ကညွန်တော့သွားပါလေရောဗျာဟို၃ယောက်ကအငယ်17ထိုကျဲကိုမြင်မြန်သောအခါအလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍အိမ်သို့ဝင်လေသောမေတော်မာရိနှင့်တကွသူငယ်တို့ကိုတွေ့မြင်လေကမသိဘူးသို့တော့ချမ်းကညွန်တဲ့အတွက်အဲ့ဒီချမ်းညွန်တဲ့နေရာကိုသွားတဲ့အခါဘသူကိုတွေ့လဲဆိုရင်နှုတ်ကပတ်တော်ရဲ့အရှင်အသက်ပါတော့အသက်ဖြစ်တော့ခရစ်တော်တွေ့တယ်ဟာလေလုယာဟာလေလုယာတရား57စနစ်မှာချမ်းသာကိုရတော်သူသည်အသက်ကိုရည်လို့မပြောဘူးသားတော်ကိုရတော်သူသည်အသက်ကိုရည်လို့ပြောတယ်အဲ့ဒီသားတော်ကိုဘာညွန်လဲချမ်းညွန်တယ်မှန်တယ်ဒါပေမဲ့ချမ်းထဲ
ဘာပဲမသိနဲ့ညီကောင်မကျန်တဲ့ဘာပဲမနေနဲ့ကျန်တဲ့ကနေကျန်ကညုံတဲ့ပုဂ္ဂိုလ်တော်မျက်စိကိုရအောင်သွားပါအာမင်ပုဂ္ဂိုလ်တော်မြတ်ရဲ့ပြည့်စုံခြင်းပုဂ္ဂိုလ်တော်မြတ်ရဲ့အနှစ်သာရအသက်ဤရှင်သန်ခြင်းကိုခံစားပါဒီနေ့ခရစ်ယာန်များစွာရဲ့ပြဿနာပါလဲဆိုရင်ကျန်တဲ့မှာသိနေတယ်ကျန်တဲ့မှာညှင်းခုန်ဖြစ်နေတယ်ကျန်စာအလွတ်ချက်ကောင်းပါတယ်အလွတ်မတန်ကောင်းကြော်လက်ချက်တယ်နော်အလွတ်မတန်ကောင်းပါတယ်ဒါပေမဲ့ဓာတ်ထက်သာ၍အတိတ်ပဲရှိပြီးပြည့်စုံတာကပုဂ္ဂိုလ်တော်မျက်စိထိရောက်ဖို့ဟေရုကအဲ့ဒီမင်းလောင်းကိုတတ်ချင်တာတော့သူကမာကုပညာရှိလိန်လေပြီးပြန်သွားတာလဲသိရောအဲ့ဒီအရက်မှာ2နှစ်အောက်ယောက်ျားလေးတွေအားလုံးပတ်သက်တယ်နော်ဘာဖြစ်လို့လဲအသက်မရလို့ကျမ်းမသိဘူးလားသိတယ်ဂျေဘရဟိတ်တွေကျမ်းတက်တွေဖာရီရှေတွေကပြောပြတယ်သိတယ်ဒါပေမဲ့တကယ်အသက်ရတဲ့မာကုပညာရှိတွေကသူငယ်တော်ကိုတွေ့မြင်လင်နံပါတ်1ပြတ်ဝစ်ကိုးကွယ်၍နံပါတ်2အသက်ရမှာကိုးကွယ်ခြင်းဖြစ်တယ်အသက်ရမှာကိုးကွယ်ခြင်းဖြစ်တယ်အသက်ရဖို့ကပုဂ္ဂိုလ်ကိုရမှာအသက်ရတယ်ပုဂ္ဂိုလ်ကိုတွေ့ပုဂ္ဂိုလ်ကိုရရင်အသက်ရတယ်အဲ့ဒီအသက်ရမှာစစ်မှန်တဲ့ကိုးကွယ်ခြင်းဖြစ်တယ်ကိုးကွယ်ခြင်းနောက်ကဘာလိုက်လဲတဲ့ပြည့်ဝကိုးကွယ်၍မိမိတို့ဘာနာဥစ္စာတို့ကိုဖွင့်ပြီးမှလောဘနဲ့မူရန်တည်ဟူသောနတ်သားမျိုးကို၎င်းရွှေကို၎င်းစက်ကပ်ပူဇော်ကြ၏အသက်ရတဲ့အခါမှာစစ်မှန်တဲ့ကိုးကွယ်ခြင်းဖြစ်လာတယ်ကိုးကွယ်ခြင်းနောက်ကဘာလိုက်လဲဆိုရင်စက်ကပ်ပူဇော်ခြင်းလိုက်တယ်ဒီနေ့ခရစ်ယာန်တွေဘုရားကိုကိုးကွယ်တယ်ကိုးကွယ်တယ်ကိုးကွယ်တယ်လို့ပြောတယ်နော်ဒီမနေ့နေ့ကျန်6ရက်လုံးလို့ရက်ွက်ထဲမှာအော်ကျောင်းလာအောင်ဆိုတာ तू မဟုတ်တဲ့အတိုင်းပဲဒီမနေ့နေ့ကျရေမိုးလေးချုပ်အင်ကြီးပြူလေးဝေးကောင်းကင်တမန်လုံးနဲ့ဘုရားเจ้าမှာလာထားတယ်နော်ကျွန်တော်မလေးရှားကိုသွားတဲ့ခါတိုင်းမှာလေပြောပြအောင်မယ်တော်တဲတဲ့ရက်ွက်ကပူဒူးလို့ခေါ်တယ်အဲ့ပူဒူးရက်ွက်ထဲမှာအဆောက်အဦတစ်ခုရှိတယ်9ထပ်ရှိတဲ့အဆောက်အဦနော်နှစ်ချမ်းဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်း9ထပ်ဆိုတော့10ခန်းရှိတယ်အဲ့ဒီ10ခန်းမှာဘုရားကျောင်း10ကျောင်းရှိတယ်အစားတစ်ခုတည်းတော့တိုက်ထဲမှာတခါတော်တော်ကျဲတယ်နော်လူ300 400လောက်ဆန်တယ်တော့နည်းမဟုတ်ဘူးနော်အခန်းကြီးတဲ့အောက်ထပ်ကဒီဘက်ကကုမ္ပဏီရဲ့ရုံးခန်းဒီဘက်ကကုမ္ပဏီပစ္စည်းမော်တော်ဆိုင်ကရောင်းတာနော်အဲ့ဖျားကျောင်း10ကျောင်းရှိတယ်အတင်းတော့10ခုရှိတယ်အားလုံးနော်Sanchaung Christian Fellowship A B အောက်မှာလောက်သူအောက်မှာနောက်ပါအများကြီးမှာ10ကျောင်းရှိတယ်နော်ဆိုဖလန်တတစန်တာကတတတခါနောက်ဟိုကတတအများကြီးပဲနော်10ကျောင်းရှိတယ်တင်းငွေနဲ့မတ်တာမို့အဲ့ရက်ကွာမှာတော်တော်များများနေကြတယ်ခရစ်ယာန်တွေတင်းငွေနဲ့မိုးလင်းလေဟာရှုလေးကိုပြောင်းနေအောင်တိုက်အင်ကြီးဖြူလေးနဲ့နက်တိုင်လေးဆွဲပြီးတော့ချမ်းဆောင်လေးထိုင်ညပြီးတော့တက်ကြွားချတက်လာကျွန်တော်ကကြော်တဲတဲ့အိမ်ပေါ်တက်လေးထက်တော့ကျငါတက်ကြော်တဲတဲ့အိမ်ငါတက်အပေါ်တက်ကနေကျွန်တော်ကြည်တော့ကြပြီဖျားကြောင်ကောင်းလေးကလေးလေးပိုးလို့ပါညာဟိုချင်းဆောင်လေးတစ်ဖက်တည်းနဲ့တော့ကြကောင်းလေးဝမ်းသာကြီးစလို့ချီမို့ကိုလည်းသူများလာခေါ်နေရတော့တရားဟောချမ်းစာတင်ပါညာညနေပြန်လာအသာလေးရေမိုးလေးချိုးစွတ်ကြလေးနဲ့အဲ့အပေါ်တက်ကနေကြီးနေလေမနေ့ကလေးရှိုးစပိုးနဲ့သွားတဲ့လူတွေတော်တော်များများလေးအထူးသဖြင့်ယောက်ျားတွေတော်တော်များများတိုင်းခွနင်းပြီးပြန်လာတော့တယ်သူတို့အားလုံးမနေ့ထားလင်းလာတော့အဲ့လန်တွဲကနေကျွန်တော်ဖြတ်မင်းဘယ်သွားမလို့ဆိုဖြတ်ချကိုသွားမလို့အဲ့လိုပြောမှသူတို့ကဖြတ်ချကိုသွားမလို့โอเคကိုယ်ွယ်ချင်းသွားတာဒါပေမဲ့ပြန်လာရင်တော့ဝိညာဉ်နဲ့ပြည့်လို့မူတာမဟုတ်ဘူးသူတို့မူတာနော်ဆိုတော့ဘုရားကိုကိုးကွယ်တဲ့ဆိုရင်ကိုးကွယ်ခြင်းနောက်ကပါလိုက်လာလဲဆိုရင်စက်ကတ်ခြင်းလိုက်လာဒါပေမဲ့အဲ့ဒါအသက်ရလာမှာနော်စက်ကပ်ပူဇော်ကြ၏နောက်မှဟေရုမင်းကြီးထံသို့မပြန်ရမည်အကြောင်းအိမ်မက်တွင်ဗျာဒိတ်တော်ကိုရ၍မိမိတို့ပြည်သို့အခြားသောလမ်းဖြင့်ပြန်သွားကြ၏လာတော့ကနံပါတ်1ကျဲကြည့်လာတယ်နံပါတ်2ကျမ်းကညွန်လို့ရောက်လာတယ်ပြန်လဲပြန်ရောဗါတယ်လေအိမ်မက်တွင်ဗျာဒိတ်တော်ကိုရ၍ကျွန်တော်ဒီညအဓိကပြောချင်တာပဲနမိတ်လက္ခဏာတည်းဟူသောကျဲနောက်ကိုလိုက်လာတယ်ကျဲပြောက်သွားတယ်ကျမ်းထဲကိုဝင်ရတယ်ကျမ်းကညွန်တယ်ရောက်တယ်ပုပ်ကိုတွေးပြီးရပြီးပုပ်ကိုရတဲ့အတွက်ဘာရလဲဆိုတော့အသက်ရတယ်
အသက်ရတဲ့ခါမှာနံပါတ်1စစ်မှန်တဲ့ကိုးကွယ်ခြင်းဖြစ်လာကျွန်တော်အဲ့မာကုပညာရှိတာချားပြကိုးကွယ်တာနော်မာကုပညာရှိကတကယ်တမ်းကျွန်တော်ဗမာလိုနားလည်အောင်ပြောပုံနာပဲပုံနာတွေဘယ်တွက်တဲ့လူတွေသူတို့ကတခြားနှစ်ဖျားကိုးကွယ်တာဒါပေမဲ့ကိုသူတို့ပြောင်းလဲသွားပြီသူတို့ကိုးကွယ်ခြင်းကစစ်မှန်တဲ့ကိုးကွယ်ခြင်းဖြစ်လာတယ်နံပါတ်2စက္ကပ်ပူဇော်ခြင်းဖြစ်လာတယ်နံပါတ်3ကိုယ်ပိုင်အလင်းဖွင့်ပြချက်ရသွားတယ်ကျမ်းနဲ့မဟုတ်တော့ဘူးကျဲနဲ့မဟုတ်တော့ဘူးဖယားနဲ့တိုက်ရိုက်ဆက်သွယ်ရပြီးအဲ့ဒီအသက်ရှင်တဲ့ဖယားထံတော်ဘာကအသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုရလာတယ်ဟာလေလုယာအဲ့ဒီနှုတ်ကပတ်တော်အတိုင်းသူတို့အပြန်ခရီးကိုရှောင်လန်းသွားတယ်စစ်မှန်တဲ့အသက်ရှိတဲ့နှုတ်ကပတ်တော်ကိုရတော့သူရဲ့ဘဝအသက်တာဟာ direction ပြောင်းလဲသွားတယ်ဟာလေလုယာအာမင်ဒါကြောင့်လို့ဒီအသက်ကဒီအတွင်းထဲမှာအသက်ရဲ့ပေါ်ပြခြင်းခံရဖို့ကဒီထဲမှာအသက်ရှင်သောနှုတ်ကပတ်တော်ရောက်လာဖို့အရေးကြီးတာဖြစ်တယ်အသက်ရှင်သောနှုတ်ကပတ်တော်ဟာပုဂ္ဂိုလ်တော်မြတ်ဖြစ်သောယေရှုခရစ်တော်ပဲဖြစ်တယ်ဟာလေလုယာအဲ့တော့အဲ့ဒီနှုတ်ကပတ်တော်ရဲ့ကွယ်ကာမှုဒီနေ့ကျွန်တော်အခုလောလောဆယ်ကျွန်တော်ရန်ကုန်မြို့မှာဗမာပြည်မှာတော်တော်လေးခက်စားပြီးအော်တောင်းနေဖြစ်နေတယ်အခုတော့လည်းငြိမ်သွားပြီနော်ဗါလဲ H1N1 ဟာလား H1N1 နောက်ပါလဲ H3 လားဟမ် H5M ဘလောက်လဲနောက်တစ်ခုရှင်းသေးတယ်ဗါလဲအများကြီးပဲအော်တောင်းနေအဲ့ Max ရောင်းတဲ့လူလေးတစ်ဖက်အတွင်းမှာကားတစ်စီးဝယ်လိုက်တယ်လိုက်လာတပည့်တွေကားတယ်ဘယ်လိုဝယ်နိုင်လဲဆိုမတ်ရောင်းတာလေဟာမတ်ရောင်းတာဝယ်နိုင်လားဗောဟိုမှာအစဘယ်သူမှဝယ်မဲ့လို့မရှိဘူး90အခုအဲ့ဒါလည်းဖြစ်ကော250စိုက်မှာပစ္စည်းတော့မလောက်တော့ဘူးတဲ့ဟာဆိုတော့ကားတဲ့စီတော့ဝယ်နိုင်တယ်တဲ့ဘာဖြစ်လဲလူတွေကြောက်ကြတာကျွန်တော်ဟိုးရန်လေးယူရီးယားပြန်လာတဲ့ခါကျရင်လေနည်းနည်းစွတ်တတ်တယ်နော်ခါလူတွေဝိုင်းကြည့်ကြတော့ဝါရှက်တယ်ကွာနော်ဘာမှမဖြစ်ခင်လေအခုတော့အကုန်လုံးအားတာလေအားလုံးတက်တဲ့ချိန်တော့မတတ်တော့အလင်းဖွင့်ပြချက်ရလို့မတတ်တော့ကျွန်တော်စဉ်းစားတယ်သတင်းစာထွက်လာတယ်လွန်ခဲ့တဲ့2ပတ်ကျော်ကမြောက်ကလာပေါက်နေတိုင်းသွားပြီးတော့စမ်းစာသိနေတယ်မနေ့ထလင်းတာနဲ့အဲ့စပြီးတော့စဖြစ်တယ်လို့ကြေညာပြီးနောက်2ရက်လောက်မှာနောက်တင်းလာနေကြွသွားတော့ဟာဘယ်လိုလုပ်မလဲကွာလူထူဘယ်လိုလုပ်ရှောင်လို့ရမလဲဟိုမှာစမ်းစာသွားတင်တာလဲကလေးတွေ108ယောက်ချုံဆိုးနေတာအဲ့ထဲမှာလဲ356ယောက်လောက်ကဟာဘယ်လိုလုပ်ရမလဲတခုသွားပြီးကြောက်စင်ချင်မိတယ်ယူရီးယားမှာအသင်းတော်လေးတစ်ခုမှာမွတ်စလင်ကပြောင်းလဲတဲ့ညီငယ်လေးတစ်ယောက်ရှိတယ်ယူရီးယားမှာအလုတ်သမားတွေရဲ့အထောက်အထားအလုတ်သမားကတ်ကိုဘတ်လို့ခေါ်တယ်တန်တောက်ဘတ်နော်ဘတ်လို့ခေါ်တယ်အဲ့ဒီဘတ်ရှိရင်မဖမ်းမခံရအောင်ဒါပေမဲ့နေကြိုတို့ဘာလို့ဘာညာအထောက်ထားမပြည့်စုံဖမ်းခံရတာပေါ့ဒီကလေးကလေအဲ့အကိုင်းဆိုအဲ့ကလေးကလေဘာမှမရှိအထောက်ထားဆိုင်ရဘာမှမရှိဘတ်လည်းမရှိအရင်ရှိခဲ့ဘူးတဲ့မရှိတော့တာ तू အခုနော်ဘယ်မှမတော့အဖျော်ပါလည်းမမဲ့ဘူးချမ်းစာဖတ်တဲ့ဖျားနဲ့မွေးပြောတဲ့ဒါပေမဲ့တနေ့ကလေးဆိုတော့ဖျားကြောင်သွားအပတ်စမပြတ်မကောတော့ဝေးတယ်သူ့ဖျားကြောင်လေလမ်းမှာပလိတ်စခန်းတွေဖျားရတယ်နော်ပလိတ်ဖမ်းတာတွေဘာတွေအများကြီးကြုံရတယ်အဲ့နဲ့ကျွန်တော်မေးတယ်အကိုင်းလို့မင်းအခုဘာနဲ့သွားလဲအဲ့ဒါဆိုရင်လို့ဆရာတဲ့ကျွန်တော်ဒါနဲ့သွားတာတဲ့ဘာနဲ့လဲပြောဆိုကျွန်တော်အခန်းဝါရှိမှာရက်လိုက်တယ်ဖျားသခင်ကိုရောကျွန်တော်ရဲ့အကွက်ကဖြစ်ပါတယ်ကျွန်တော်အခုသွားပါတော့မယ်နှုတ်ကပတ်တော်ခံယူဖို့အတွက်ကိုရောကိုကိုးကွယ်ဖို့မိသားဖို့တဲ့အဲ့တော့ကိုရောဖျားထာဝရဖျားသည်ငါဤဘတ်ဖြစ်တော်မူ၏ဆိုသွားတာပဲတဲ့သူခါမှဖမ်းခံရအောင်သူတကယ်ချင်းနေဘတ်ရှိတယ်နေကြော်လို့ဖမ်းခံရတယ်သူတကယ်ချင်းနေသူတခါမှဖမ်းမခံရအောင်အဲ့တော့ကျွန်တော်အဲ့ဒါဆင်ခြင်ပြီးတော့ okay ကျွန်တော်အိမ်ဝါမှာထွက်ကားစီးတော့မယ်ထာဝရဘုရားသည်ငါ့ mask ဖြစ်တော်မူ၏ဆိုတော့ကျွန်တော် hallelujah စမနဲ့ခွဲကချင်းနှုတ်ကပတ်တော်လွယ်လို့မရှိဘူးနော်မိတ်ဆွေအာမင်ဒါလေးကိုရက်တီဖို့အတွက်ကျွန်တော်ပြောချင်တယ်60ခုမြောက်သောဆန်လံကျွန်တော်အားလုံးအလိုရမှာပါတချို့လဲကြိုက်ပါတယ်နော်ဗါတယ်လေမြင့်ဆုံးသောဘုရား၏ခွဲကရာဌာနတော်၌နေတော်သူသည်နန္ဒတကုရှင်ရဲ့ရိတ်ကိုခိုးရလိမ့်မည်ထာဝရဘုရားသည်ငါခိုးလုံရငါ၏ရဲတိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အကယ်စင်စစ်မုတ်ဆိုး၏ကြော့ကွင်းနှင့်၎င်းသေတတ်သောအနာနှင့်၎င်းတင့်ကိုကင်းလွတ်စေတော်မူမည်ဟာလေလုယာယက်တီချက်
mass ပေါ်မှာမရက်တီနဲ့ကာကွယ်ဆေးပေါ်မှာမရက်တီနဲ့အကယ်စင်စေမဟုတ်ဆိုဤကြော်ခွင်းနဲ့၎င်းတေတတ်သောအနာနဲ့၎င်းတင့်ကိုကင်းလွတ်စေတော်မူမည်ဆိုတဲ့ဘုရားနှုတ်ကပတ်တော်ပေါ်မှာရက်တီပါဟာလေလုယာအတောင်တော်မွေးနဲ့ဖိုးတော်မူ၏အတောင်တော်အောက်၌သင်သည်လုံခြုံစွာနေရလိမ့်မည်သစ္စာတော်သည်တီးတိုင်းလွာဖြစ်လိမ့်မည်ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့ချိန်၌ဖြစ်တတ်သောမြားကို၎င်းလာပြီဒါလေးအဓိကမောင်မိုက်ထဲမှာလေတတ်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ဖြစ်စည်းတတ်သောဘေးဥပတ်ကို၎င်းသင်သည်မကြောက်ရဟာလေလုယာကျွန်တော်တို့ကလိုက်ပေးပါသင်သည်အားလုံးကြဲကြဲလေးသင်သည်မကြောက်ရဘုရားကျမ်းထဲမှာကျမ်းစာတစ်ချက်ရှိတယ်သင်ဘုရားခင်ထောက်တော်ဖျားပေးသနာတော်မူသောခရီးတော်ခံရပြီးတော့ဝင်စားသောအခါသင်သည်မမှန်သောသတင်းစကားကိုမကြောက်ရတဲ့မမှန်တဲ့သတင်းစကားကိုမကြောက်ရဘူးပြောတယ်ဒီမှာဘာပြောလဲသင်သည်မကြောက်ရဘာကိုမကြောက်ရလဲနော် H1N1 အတွက်ပြောခြင်းတယ်မောင်မိုက်ထဲမှာလေတတ်သောကာလနာကို၎င်းမောင်မိုက်ဆိုတာမမြင်ရဘူးမောင်မိုက်ဆိုတာမမြင်ရဘူးအခုအဲ့ဒီ virus က airborne လေထဲမှာပေါက်ဖွားတယ်လေထဲကနေပါတယ်လေဆိုတာမမြင်ရဘူးမောင်မိုက်ထဲမှာဘာလုပ်တယ်လဲလဲတယ်တဲ့လေလဲဘာလုပ်နေလဲလဲနေတာမမြင်ရတဲ့လေလဲလဲနေတာအဲ့ထဲမှာပါတယ်ဘာပါလဲကာလနာပါတယ်အခုကာလမှာပေါ်လာတဲ့အနာကာလနာဒါပေမဲ့အဲ့ဒီကာလနာကိုတဲ့သိဘာမလုပ်ရဘူးလဲမကြောက်ရဟာလေလုယာကာကွယ်ဆေးပေါ်မှာရက်တရားမမဟုတ်ဆေးရုံဆေးကန်ဆရာဝန်ဆရာမပေါ်မှာရက်တရားမမဟုတ်မျက်နှာဖုံးပေါ်မှာရက်တရားမမဟုတ်ဖျားခင်ပြောတဲ့တင့်ကိုမထီရမကြောက်ရဆိုတော့နှုတ်ကပတ်တော်မှာရက်တရားမှာဖြစ်တယ်ဟာလေလုယာအဆုံးလေးဝင်ငါခြင်းတယ်ကြောက်ရွံ့ခြင်းဟာနတ်ဆိုးရဲ့ယူပေါက်ဖြစ်တယ်ကြောက်ရွံ့ခြင်းဟာနတ်ဆိုးရဲ့ယူပေါက်ဖြစ်တယ်ဒါကြောင့်မကြောက်နိုင်ရအောင်ယောဘဝတ္ထုခန်းကြီး3အခန်းငယ်25ယောဘဝတ္ထုခန်းကြီး3အခန်းငယ်25ယောဘဝတ္ထုခန်းကြီး3ခန်းငယ်25ငါကြောက်သောအမှုသည်ငါ၌ရောက်လာပြီငါအလွန်ကြောက်သောဘေးသည်ငါကိုတွေ့မိပြီဘုရားတလောက်ဒီဆောင်ရမ်းနဲ့ကွယ်ကဆောင်ရမ်းကဲ့သို့ကွယ်ကာသောယောဘဘုရားပေါ်မှာတလောက်ဒီသစ္စာရှိတဲ့ယောဘဘာကြောင့်တလောက်ဒီအဆုံးပြီးစုံစမ်းနောက်ချက်ချင်းခံလိုက်ရတာလဲသားသမီး10ယောက်လုံးသိလက်ခွက်အားလုံးမီးလောင်ဂျုံခင်းအားလုံးမီးလောင်တိုးနွားမြီကလုံးစီးပွားအားလုံးသူများဓမြတိုက်ခုတ်ဖမ်းသွားလွတ်လာတဲ့လူတယောက်ပဲလာပြန်ပြောတယ်နဲ့နောက်ဆုံးသူကိုယ်တိုင်ဥကောကနေခြေပွားတီအနာစိမ့်ပေါက်တလောက်ဘုရားပေါ်မှာယက်တည်တဲ့သူတလောက်ဘုရားနဲ့သစ္စာရှိတဲ့လူနှံကန်တဲ့လူတလောက်ဖျားလဲဆောင်ရမ်းကဲ့သို့ကွယ်ကာတော့သူဟာဘာကြောင့်ဒီရတွေရောက်ရတာလဲဆိုတဲ့အချက်တစ်ခုပါပါလဲဆိုရင်ကြောက်ရွံ့ခြင်းကြောက်တယ်ဒီကိစ္စတွေမတိုင်ငင်နဲ့သူ့ထဲမှာအကြောက်တရားရှိတယ်ငါသားသမီးတွေဒီလိုတာဖြစ်ဘယ်လိုလုပ်မလဲသားသမီးတွေမွေးနေတိုင်းတခါတည်းအကိုကြီးအိမ်မှာစုပြီးပျော်ပွဲစားကြပြီးဆိုမနေ့စောကြီးသူထားပြေးအလုံးသွားနိုးရစ်ပလင်10ခုရစ်ကောင်10ကောင်တင်ပြီးတော့ထော်တော်ဖျားကိုရစ်ပူစော်ဘာပြောလဲငါသားသမီးတို့ဒီထော်တော်ဖျားကိုပြမချင်းရှိကြပြီလားလို့ယောဘစိုးရိမ်နေကြောက်နေတာတဲထဲမှာကြောက်နေတာအဲ့ဒီကြောက်ရွံ့ခြင်းတွေကနေစတဲ့စုံစမ်းခြင်းဝင်လာဒါကြောင့်ဖျားကဘာပြောလဲနေချိန်တိုင်းဖြစ်တတ်သောမြားကို၎င်းမောင်မိုက်ထဲမှာလဲတတ်သောကာလနာကို၎င်းသင်သည်မကြောက်ရဟာလေလုယာအဲ့ဒါကဘုရားရဲ့စစ်မှန်တဲ့နှုတ်ကပတ်တော်အဲ့ဒါကဂတိစကားအဲ့ဒီနှုတ်ကပတ်တော်ဂတိစကားကအသက်အဖြစ်သင်အတွင်းထဲမှာတည်တဲ့အခါမှာသင်ရဲ့တည်ချက်ကခိုင်ခံလာသင်ရဲ့ဘဝတည်နေလာဒီကောင်ကခတ်သိမ်းသောအရာရဲ့အဖြစ်ဟာနှုတ်ကပတ်တော်မှာရှိတယ်နော်ကျွန်တော်ပြောလိုက်မှမလွန်ဘူးဒီစကားအလုံးကခတ်သိမ်းသောအရာအားလုံးရဲ့အဖြစ်ဟာနှုတ်ကပတ်တော်မှာရှိတယ်သင်ဘဝရဲ့အဖြစ်အားလုံးကနှုတ်ကပတ်တော်မှာရှိတယ်ဟာလေလုယာအဲ့ဒီနှုတ်ကပတ်တော်သားလည်းကင်ဆွဲရအဲ့ဒီနှုတ်ကပတ်တော်သားလည်းရက်တည်ရဖြစ်ရမေးတယ်လူတော်ကျမ်းစာသင်တဲ့ခါတိုင်းမှာကျွန်တော်မေးတယ်ဘုရားသခင်ဘာကိုချစ်ဆုံးလဲအပြစ်သားကိုချစ်ဆုံးသားတော်ကိုချစ်ဆုံးဖြေကြတယ်
ဟုတ်တချို့ကပြောတာဘယ်သားတော်ချစ်ဆုံးမလဲတဲ့သားတော်စွန့်တဲ့အထိလောကီသားကိုချစ်တယ်ဆိုတော့ပြသားကိုချစ်ဆုံးမောတဲ့ကျောင်း36ဘုရားခင်သည်မိမိ၌တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ36ဒါပေမဲ့18ကဘာပြောလဲဘုရားခင်သားတော်ကိုယုံကြည်သောသူတို့သည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူတို့မူကားဘုရားခင်၌တပါးသီးသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရဖယားကသူ့စကားအပေါ်မှာပဲလွတ်စေတယ်သူ့စကားအပေါ်မှာပဲစီရင်တယ်အကြောင်းဖယားတန်ဖိုးအထားဆုံးဖယားအချက်ဆုံးကပါလဲဆိုရင်သူ့ရဲ့စကားပဲဖြစ်တယ်သူ့ရဲ့စကားပဲဖြစ်တယ်အဲ့တော့ဖယားတန်ဖိုးအထားဆုံးဖယားအချက်ဆုံးဖြစ်တဲ့ဖယားရဲ့စကားပေါ်နှုတ်ကပတ်တော်အပေါ်မှာသင်ယက်တည်ရင်သင်ဘဝအသက်တာဟာဖယားတန်ဖိုးထားရတော်သူဖယားချစ်ရတော်သူဖြစ်လာတယ်ဟာလေလုယာအာမင်ဆာလန်ဆရာကအဆုံးသတ်ချင်ပါတယ်။အိုးထာဝရဘုရားနှုတ်ကပတ်တော်တိုင်းကိုရောကျွန်၌ဂျေဇုပြုတော်မူပါ။နှုတ်ကပတ်တော်အတိုင်းကိုရောကျွန်၌ဂျေဇုပြုတော်မူပါ။ဒီနေ့ Bible Sunday မှာကျွန်တော်ငါခြင်းနဲ့အသက်ရှင်သောနှုတ်ကပတ်တော်ဟာသင်အတွင်းမှာရှိပါတယ်။အဲ့ဒီနှုတ်ကပတ်တော်မှာသင်ဘဝကိုယက်တည်ပါ။နှုတ်ကပတ်တော်မှာသင်ရဲ့အသက်တာယက်တည်ပါနှုတ်ကပတ်တော်မှာသင်ရဲ့မိသားစုကိုယက်တည်ပါနှုတ်ကပတ်တော်မှာသင်စားအားကိုယက်တည်ပါနှုတ်ကပတ်တော်မှာသင်ငွေကြေးကိုယက်တည်ပါခဏလေးကွယ်ပြောက်သွားတတ်တဲ့လူစွမ်းအားငွေကြေးစည်းစိမ်ဥစ္စာပစ္စည်းပညာပေါ်မှာမယက်တည်ပါနဲ့ background ပေါ်မှာမယက်တည်ပါနဲ့အစင်အမြဲတီကောင်းငင်တဲ့မြေကြီးပြတ်တိတိုင်အောင်တီမဲ့နှုတ်ကပတ်တော်ပေါ်မှာယက်တည်ပါသင်ဘဝဟာထာဝရကာလတည်မြဲအောင်မြင်တဲ့သက်တာဖြစ်ပါလိမ့်မယ်ဟာလေလုယာဟာလေလုယာကျွန်တော်အားလုံးမတည့်ရပြီးဒီနေ့နှုတ်ကပတ်တော်ကိုတုံ့ပြန်ရအောင်praise and worship team ကိုခေါ်ဖိတ်လိုပါတယ် worship ဘုံတော်တခြင်းတစ်ပုဒ်ကိုကျွန်တော်ချီးမွမ်းရအောင်ပြီးတဲ့အခါမှာနှုတ်ကပတ်တော်ကိုကျွန်တော်မှန်ကန်စွာတုံ့ပြန်ရအောင်အလူငွေပဲချိန်မှာကောက်မယ်ချိန်မှာအခု praise and worship team ကိုခေါ်ချင်ပါတယ် musician များနဲ့တကွ
กปัดโดหน่วยเพียโตพยาชินิลูดอไตเดชินในบุญลุงาไม่มีติดตาอาชินลานเพียเลียเกเดงเคโตพิดโดพยายมหาจีซูโดขมิโดพยายชิชิมิตาเนปัญเชียนโตวิญญาณพยายลานเพียผู้ทรงไม่ตายาพวยชินดีลูกปัดโดขายูเจโตเยนโนอาลุอปอไนเตยาวเลียกาลาชิเมติชิตินิบาสิโต